ဒီနေ့ကျွန်တော်ရဲ့ post အောက်မှာပေးထားတဲ့ comment တစ်ခုကို reply ပြန်ပေးခြင်းတယ်ဆိုတော့ comment လာမဲ့လူကတော့ MD အောင်လို့ခေါ်ပါတယ်ဆိုတော့သူကကျွန်တော်ကိုဗာပြောထားလဲဆိုတော့ကျွန်တော်တို့ကတဲ့ technical analysis TA နဲ့ fundamental analysis FA မှာတဲ့ဒီ FA ကိုပို့ပြီးတော့အားတန်တယ်မှန်ပါတယ်တဲ့ FA ဆိုတာက macro economics ပါပဲတဲ့ကမ္ဘာပေါ်မှာတက္ကသိုလ်တွေကသင်တဲ့ business management bachelor of commerce စတဲ့ဘွဲတွေမှာတဲ့ micro economics macro economics စတဲ့ဘာသာရပ်တွေအဖြစ်မဖြစ်မနေသင်ရတယ်တဲ့ finance international finance global finance ဘယ်လိုပဲနာမည်တက်ပေါ့နော် micro macro business ဘာသာရပ်တွေကိုမဖြစ်မနေသင်ရတာပါပဲတဲ့အခုကျွန်တော်ရှင်းပြတာကလည်းအဲ့ဒါပါပဲတကယ်စိတ်ဝင်စားရဆိုလို့ရှိရင်သူပြောတဲ့ YouTube channel တွေမှာလေ့လာတဲ့ analysis လုပ်ရင်လည်းသူပြောတဲ့ platform တွေမှာလုပ်ကြည့်ပါတဲ့သူညွှန်းတာက trading view စသဖြင့်နဲ့ဒီကျွန်တော်ပြောပြတဲ့ဟာတွေကတကယ်ကိုအသုံးဝင်တဲ့ platform တွေဖြစ်ပါတယ်တဲ့အချိန်ကုန်လူပင်မန်းတက်တာချင်းတော့သူပေးတဲ့တင်တန်းကိုတက်လိုက်ပါတယ်ဘာလို့ဒီလိုပြောရလဲဆိုလို့ရှိရင်တော့ online Facebook YouTube စတဲ့ social media တွေမှာတက်ပြီးတော့ပြောနေကြတဲ့69%သော technical analysis TA ကိုတီးတန့်ပြောကြတယ်တဲ့တကယ်အရေးကြီးတဲ့ပညာရေးဆိုင်ရာ fundamental analysis FA ကိုလုံးဝမပြောကြဘူးတဲ့အဲ့ဒါဂျင်းနဲ့ဘဝမှာပြတ်သွားလိမ့်မယ်တဲ့ TA တီးတန့်နေတာငွေရှာလို့ရမယ်ဆိုလို့ရှိရင်တဲ့တကယ်ပါလုံးကလူတွေတင်ပေးမယ်ဘောဂဗေဒနဲ့ပတ်သက်တဲ့ဘာသာရပ်တွေအားလုံးတက္ကသိုလ်မှာသင်စရာမလိုတော့ဘူးတဲ့စီးပွားရေးတက္ကသိုလ်တွေအကုန်လုံးပိတ်ပါတယ်မြန်မာမှာ trading နဲ့ပတ်သက်ပြီးတော့ social network မှာ video တွေတင်တယ်ငွေရှာကြတယ်တဲ့လောက်ပါတယ်မင်းတို့စီးပွားရေးတွေဒါပေမဲ့ဂျင်းမထည့်ပါနဲ့တဲ့ fundamental analysis FA macro economic ကိုလေ့လာမစမ်းစစ်ပဲမညွှန်ကြားလို့ရှိရင်မင်းတို့ကမြန်မာပြည်သူတွေကိုလောက်ကျနေတာပဲတဲ့ကျွန်တော်တို့ကတဲ့ဂျင်းမထည့်ပဲစေတနာပြည့်နဲ့သူ့ရဲ့ပညာနဲ့အတွေ့အကြုံကိုမျှဝေပေးနေတဲ့သူ့ရဲ့လမ်းညွှန်မှုကမှန်ကန်တယ်တဲ့ကျွန်တော်ကိုယ်တိုင်လည်း Enable Labs ကို post တွေကိုတက်နိုင်သမျှမလွတ်တမ်းကြည့်တယ်တဲ့သူနဲ့ကျွန်တော်လည်းလုံးဝမသိပါဘူးတဲ့ပညာလိုလိုက်တဲ့သူတွေလမ်းမရောက်အောင်လို့ထောက်ခံနေတဲ့သူကိုထောက်ခံရမှန်တက်ပါတယ်အခုလိုမျိုးအချိန်ပေးပြီးတော့အမြင်ကိုအသေးစိတ်ရေးသားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်တစ်ချက်တော့ဘူးသူရအနေနဲ့ဖြစ်ဆွဲပြီးပြောချင်ပါတယ် fundamental analysis FA ဆိုတာက macro economic တစ်ခုတည်းကိုသာဆိုလိုတာမဟုတ်ပါဘူးဆိုတော့ macro economy တွေငွေကြေးဆိုင်ရာမူဝါဒတွေအတိုးနှုန်းတွေ inflation တွေ global liquidity တွေစတဲ့ကမ္ဘာစီးပွားရေးအခြေအနေအပြင်မှာ industry analysis company ဒါမှမဟုတ်လို့ရှိရင် crypto project တွေရဲ့ဝင်ငွေတွေအသုံးပြုသူ user တွေ tokenomics supply and demand valuation နဲ့ risk တွေကိုပါလေ့လာတဲ့ပညာရပ်လို့ကျွန်တော်ပြောချင်ပါတယ် internet platform တွေပေါ်မှာ social media တွေပေါ်မှာ video တွေပေါ်မှာတွေ့နေရတဲ့ technical analysis ကအရေးမကြီးတဲ့ပညာရပ်တော့မဟုတ်ဘူးဗျ FA ကဘာကိုဝယ်တယ်လဲဘာကြောင့်ဝယ်တယ်လဲဆိုတာကိုကူညီပေးတယ်ဆိုလို့ရှိရင်တော့ TA ကဘယ်ဈေးတန်းမှာဝယ်တင်တယ်လဲဘယ်နေရာမှာအမြင်မှားသွားပြီလို့သတ်မှတ်မလဲ stop loss ထားမလဲဆိုတာကို तू ကအများကြီးကူညီပေးတယ်အဲ့ဒါအပြင်မှာကျွန်တော်အကြိုက်ဆုံးက risk management ရယ် position sizing နဲ့ trading psychology ဒါတွေမပါဘဲနဲ့ TAFA တီးတတ်မယ်တွားပြီးတော့ရက်တည်ရဆိုလို့ရှိရင်တော့ရေရှည်အောင်မြင်မှုကတော်တော်လေးခက်ခဲတယ်ကျွန်တော်မျှဝေနေတာတွေကလူတွေကိုတင်တန်းတက်စေချင်တာထက်ကိုယ့်ငွေကိုဘာကြောင့်မလို့ဒီနေ့မြုပ်နှံတင်လဲဆိုတာကိုကိုယ်တိုင်စဉ်းစားတက်စေချင်တာပါ YouTube စာအုပ်တွေနဲ့ယုံကြည်စိတ်ချရတဲ့ data platform တွေမှာကိုယ်တိုင်လေ့လာနိုင်တယ်တင်တန်းဆိုတာကအခုပြောသွားတဲ့အချက်လေးအကုန်လုံးကိုစုစည်းပြီးတော့စနစ်တကျနဲ့အချိန်ကုန်တက်တာစေတယ်လေးလာရတဲ့အချိန်ကို short ပေးတဲ့လမ်းကြောင်းတစ်ခုပဲဖြစ်ပါတယ်အရေးကြီးဆုံးကတော့ဒီရောင်းဝယ်လုပ်တဲ့လူတွေ investor တွေအနေနဲ့ကဘယ်နေရာမှာပဲဖြစ်ဖြစ်မျက်စိမိတ်ယုံကြည်တာမဟုတ်ပဲတတ်သိအထောက်ထားတကယ်ရှိလား data အချက်လက်နဲ့ logic ကိုတေချာရဲ့လားအဲ့ဒါကိုစစ်ဆေးတတ်ဖို့လိုတယ်အခုလိုမျိုးကျွန်တော်ရဲ့ comment အောက်မှာလည်းပုံကိုရေးဆက်နွယ်မှုမရှိဘဲနဲ့ပညာရေးအမြင်သီးသန့်နဲ့နားလည်ပြီးတော့ထောက်ခံအားပေးတာအမှန်တကယ်တန်ဖိုးထားပါတယ်အဲ့တော့ comment လာမှတ်မေးရဲအကို MD အောင်လည်းကျေးဇူးအများကြီးတင်ပါတယ်